အားလုံးပဲမင်္ဂလာပါကျွန်တော်မရတော့မောင်လကီကိုင်းပဲဖြစ်ပါတယ်ကျွန်တော်အခုမှ YouTuber စလို့မလို့အမှားယွင်းလဲရှင်ခွင့်လုပ်ပေးကြပါခင်ဗျာဒါကျွန်တော်ရဲ့ပထမဦးဆုံးဗီဒီယိုဖြစ်တယ်ဆိုကျွန်တော်ဒီနေ့ဆော့ရမခင်လေးကဒီ game ပေါ့နော်ကျွန်တော်စဆော့မှုတော့ဒီ game ကကျွန်တော်တီးလောက်ကျွန်တော်ရှစ်ကန်းသွားမှာလားမသိဘူးဆိုပြောနေကြပါတယ် let's go သွားလိုက်ကြအောင်ကျွန်တော်ကပထမဆုံးရုံးထောင်မို့ဆိုရင်ဒီအောက်ကနေအောင်သွားရတယ်ပေါ့နော်လူကတော့ဒီမှာအများကြီးရှိတယ်ကျွန်တော်က solo run မယ်နောက်ကျရင်လည်းကျွန်တော်ပါတူးနေနဲ့ဒီလိုမျိုးခံမယ်ဒါပေမဲ့ back ဟိုရထားပုံစံလေးလားမသိဘူးအဲ့ကောင်ကျွန်တော်သွားပြမယ်ပေါ့နော်ကျွန်တော် normal ပဲသွားမယ်ဟက်ကတော့ကျွန်တော်မစောသေးဘူး player 1 okay စမယ်စလိုက်ပြီโอเคကျွန်တော်ဂိမ်းနဲ့ရောက်လာပြီပေါ့နော်ဂိမ်းနဲ့ရောက်ဂိမ်းနဲ့ရောက်ချင်လစ်ပြီဟာအာယာလိုက်မကောင်းဗျာဆောရတာမြန်မာနိုင်ငံမှာလူဖြစ်ရတာတိတ်ကိုကံကောင်းပါလေ so ကျွန်တော်ဂိမ်းနဲ့ဝင်လာပြီပေါ့နော်တရေဖုန်လေးနဲ့ပုံ6ပုံတွေ့တယ်တကား3ချက်အော်တကား3ချက် so ဒါကျွန်တော်တုံညပဲရှိတယ်တော့ကျွန်တော်ဘယ်သွားမှန်တယ်ပေါ့နော် so ကျွန်တော်အရှိပဲဆက်သွားမယ်โอเคကျွန်တော်1ကိုစပြီထိုင်မှာလဲစပြီကျွန်တော်ထိုင်မှာဘယ်လောက်နဲ့ကျွန်တော်ပြီးသွားမလဲဆိုတာကိုအားလုံးပဲဝိုင်းကြည့်ပေးကြပါတော့နော်ကျွန်တော်ဗီဒီယိုလည်းအရှိမလုပ်ချင်လို့ကျွန်တော်ခဏလေးနဲ့စုပ်တက်မယ်ပေါ့နော် so ဒီမှာတော့ဘာမှအမှားမရှိသလားတစ်ကဆလို့လားမသိဘူးလုံးဝဒီနားမှာအမှားမရှိဘူးဒါနဲ့ကျွန်တော်ပြောတာရှိတယ်နော်ကျွန်တော်သူအတန်သွင်းနေနဲ့အခြားသောအတန်ကြီးပါတိုင်းခွင့်လုပ်ပေးကြပါအောင်ဗျဟိုဒီကမီလည်းကြည့်ပေးကြပါအောင်ကျွန်တော်တောင်းဆိုပါတယ်နောက်ဗီဒီယိုဆုံးမှလည်းကျွန်တော်ထပ်တောင်းဆိုပါမယ်အိုးကျွန်တော်နှစ်ရောက်ပြီဘာမှတော့မရှိတော့ဘူးလားအမအလောက်ထိတိတ် what the fuck ဘာလို့ဟိုသူကြောက်ကုတ်လေဖြစ်မှာထိုင်အနောက်ပြန်စုံမယ်တလားအဲ့လိုအမားလေးတွေ့အဲ့လိုအနောက်လေးပြန်သွားအဲ့ဒါစင်ကြတာမှန်တယ်တလား3ရောက်ပြီခဏတော့2အခု3မှားရင်တော့3ညပြန်စားတယ်ဗျရှစ်ခန်းကိုအဲ့လိုမှားရင်3ညပြန်သွားတယ်မှန်ရင်အရှိတူပြီးတယ်ရှစ်ခန်းကြော်ကြော်နိုင်ပါနော်so ဒီလူမကျွန်းနောက်မှာဘာမှတော့မရှိတော့ဘူးဘာမှတော့မမှားတော့ဘူးဗျ so နောက်တစ်ခါဆက်သွားမယ်ဒါဆိုကျွန်တော်4ရောက်ပြီရှင်လေ yep ဟုတ်တယ်ခဏ3ဟုတ်တယ်အခု4ရောက်ပြီပေါ့နော် nice နောက်တော့4ခန်းဆိုကျွန်တော်နိုင်မယ်oh ကျွန်တော်ချိုးစုနေပြီးသွားမှဖြစ်မယ်တလားဘာမှကျွန်တော်ထွေထူးဘာမှဖြစ်သေးဘူးတော့ဒါ original game တော့ရှိရဗျ original game က PC က game ဆိုတော့ကျွန်တော်မစောနိုင်ဘူးကျွန်တော်အခုမှဖုန်းနဲ့ဟိုစဆော်ရမလို့ PC မဝင်နိုင်ဘူးလေအဲကြောင့်မို့ကျွန်တော်ဖုန်းနဲ့ပဲစော်ပြတာပေါ့နော်ကျွန်တော်တက်နိုင်တဲ့ဘက်ကရင်တော့ဗီဒီယိုလေးတွေကိုအကောင်းဆုံးလုပ်ပြီးသွားမှာပေါ့နော်ကျွန်တော်ခုဆို9ရောက်ပြီနောက်ထပ်3ခန်းဆိုကျွန်တော်နိုင်ပြီခင်ဗျโอเคကျွန်တော်ဆက်သွားမယ်သွားမယ်လက်လွယ်လေးပဲဗျခင်းလေးတကယ်လွယ်တာကျွန်တော်အဓိကအမှန်မှာအဲ့ပကြီးကရေတကားအရှိမတကားတစ်ချက်ဟာရအဲ့လိုအမှားဆိုရင်တော့ကျွန်တော်ပြန်မရဘူးကြောက်တက်ပြန်ပြီโอเคဒါဆိုကျွန်တော်အခု6ခန်းမြောက်ရောက်ပြီနောက်2ခန်းဆိုကျွန်တော်နိုင်ပါတော့ဘာမှတော့ထွေထူးမရှိဘူးလားအမအဲ့လောက်ထိလည်းတိတ်မမြောက်အမကလွယ်အဲ့ယထာခန်းလားမသိဘူးအဲ့မှာခတ်တာနောက်ဗီဒီယိုကြရင်လည်းကျွန်တော်ယထာခန်းလေးဆော့ပြသွားမှာပေါ့နော်နောက်ပါတူးနေနဲ့ကျွန်တော်အဲ့ဒီယထာခန်းကိုကျွန်တော်ဆော့ပြအောင်မယ်နောက် browser အဆင်ပြေလဲကျွန်တော် hack ကိုထပ်ဆော့ပြမှာပေါ့နော်ကျွန်တော်အခုဆို9ရောက်ပြီအဲ့မှာကျွန်တော်ပြောပြမယ်ဗျဘလို့ဖြစ်လဲဆိုတော့အမှန်ဆိုရင်အဲ့ဒီပုံမှာကြောက်ပြားလေးတစ်ပြားရှိတယ်အဲ့ဒီကြောက်ပြားလေးကမှန်နေဗျအဲ့ဒါကိုကျွန်တော်ကမသိဘူးကျွန်တော်မတွေ့ခဲ့မိဘူးအဲ့ကြောက်ပြားလေးကိုမှအဲ့ပေါ်ကြောက်ပြားလေးပဲတွေ့တယ်မလားအဲ့လိုကြောက်ပြားလေးအဲ့ရှိမှမသိဘူးမသိတော့ပေါ်ကြောက်ပြားမြင်တော့ဟာဒီကြောက်ပြားမရှိဘူးထင်တယ်ဆိုတော့ကျွန်တော်အရှိသွားရင်ကောင်းမှာတွေးရတယ်ထားလိုက်ကွာငါ9ရောက်နေငါမှားငါပြုံးမယ်ဆိုတော့ကျွန်တော်နောက်ပြန်သွားတာအမှစာလွဲရောအမှကျွန်တော်3ညပြန်စားရပါလိမ့်ရောဗျာတကယ်ဗျာတကယ်စိတ်ညစ်စရာရတာကြ9ရောက်မှတစ်ကိုက်ပြန်စားရတယ်ဗျမှသာကြည့်လိုက်တော့3ည What the hell A few moments later
ကဲအခုဆိုကျွန်တော်ခုနှစ်ကိုပြန်ရောက်လာပြီပေါ့နော်ခဏတော့ဟာတော့ကျွန်တော်မစောပြတော့ဗီဒီယိုတူတူလေးလုံးမဲ့အတွက်အိုးကျွန်တော်နောက်အခြားသောဗီဒီယိုတွေလည်းနေ့စဉ်လုပ်ပြီးတော့မှာနော်တရက်တဘောသို့မဟုတ်2ရက်တဘောလောက်ကျွန်တော်တင်ပြမယ်ဆိုတော့ကျွန်တော် H ရောက်ပြီကျွန်တော်နိုင်သွားပြီနိုင်သွားပြီပေါ့နော်ကျွန်တော်ထပ်ပေါက်ရောက်ပြီထပ်ပေါက်လေးကမိုက်တယ်လှေကားလေးနဲ့တော့အမေငါနက်ပြီးသွားမယ်နေထားရှိတယ်ဒါဆိုဂိမ်းလေးပြီးသွားပြီပေါ့နော်ကျွန်တော်က normal ဆိုတဲ့အတွက်လွယ်ကူပဲပြီးသွားတယ်ကျွန်တော်ဒီနောက်ဆုံးခန်းလေးကိုမဖြတ်ဘဲနဲ့ထားပေးခဲ့မယ်ဘာသာတို့ဖတ်လို့ရအောင်ပေါ့နော်ကျွန်တော်တော့မဖတ်တယ်လို့ကျွန်တော်တော့မဖတ်ခဲ့ရဘူးနောက်ကျွန်တော်ပါတူးအနေနဲ့လည်းဒီလိုမျိုးဂိမ်းမဲ့ဒါပေမဲ့ရထားပေါ်မှာလာမသိဘူးအဲ့ဒါကိုထပ်စောပြအောင်မယ်နောက်ဗီဒီယိုမှာပြတွေ့ကြမယ်ကျွန်တော်ကအခုမှဗီဒီယိုစတင်တယ်လို့မို့လို့အတန်မှားရင်းတာတွေ edit မှားရင်းတာတွေရှိနေတယ်တောင်းပန်ပါတယ်ခင်ဗျတီးခံပြီးကြည့်ရှုပေးခဲ့တဲ့အတွက်တူးချင်းဆိုင်ကိုလည်းအများကြီးကျေးဇူးတင်ရှိပါတယ်ဒါကတော့ကျွန်တော်ပြီးဆုံးခဲ့တာဖြစ်ပါတယ် back ending 6မိနစ်နဲ့24စက္ကန့်မှာ42စက္ကန့်ပြောတာ sorry 42စက္ကန့်မှာကျွန်တော်ပြီးသွားတယ်ပေါ့နော်ကဲအားလုံးပဲကောင်းကောင်းလေးဖြစ်ကြပါစေ bye bye